သွားကြတော့အပြင်သွားရင်းနဲ့တွေ့ရပေါ့နော်အဲ့သွားလျှောက်သွားရင်းနဲ့ပေါ့တွေ့တာပေါ့နော်အခုအပတိတ်အစ်စ်လာတော့မသိဘူးပေါ့ကွာစကွာစကူးရဲ့ပါပေါ့နော် Okay မီနူးတန်းကိုဝင်လိုက်ပါမယ်မီနူးတဲ့ကိုဝင်ပြီးသွားပြီးဆိုတာနဲ့ဒီအသေးပုံအိမ်ရှိရနေရပါတော့ဒီနေရာလေးကိုသွားလိုက်ပါမယ် Okay ဒီနေရာလေးကိုသွားပြီးဆိုရင်တော့ဒီအရှိကဒီလမ်းလေးကိုဝင်လိုက်မယ်ပေါ့နော် Okay သွားလိုက်ပဲပြီးရင်အဲ့ဒီနေရာမှာပေါ့နော်ဗီဒီယိုလေးရိုက်ဆက်ရှိပါတယ်အဲ့ဒါလေးကိုလည်းအပေးကြဖို့ပြောရှင်းပါတယ် Okay ဒါရတော့တဲဖို့အိမ်တော့မရောက်သေးပါဘူးအသေးဖို့အိမ်ကိုသွားပါမယ် Okay ဒီမှာအသေးဖို့အိမ်ရောက်ပါပြီအဝါရောင်အသေးဖို့အိမ်ပေါ့နော်အဲ့ဒါလေးသွားလိုက်ပါတဲပုံအိတ်လေးကိုရောက်ပြီးဆိုတာနဲ့ဒီဘက်ကိုသွားလိုက်ပေါ့နော်ဒီအသေးပုံအိမ်ရဲ့ဒီဘက်ပေါ့နော်ဒီဘက်သွားလိုက်ပါအခါကျရင်ဒီလိုအပြားကြီးတွေ့လိုက်ပါဒီမှာပေါ့နော်ဒီအိမ်လေးတွေ့ပါလိမ့်မယ်ဒီအိမ်ကပါလဲတော့မသိပါဘူးနော်ဒါလည်းမသိဘူးပေါ့နော်အဲ့ဟာတော့အိမ်ထူးဆန်းနေလို့ပေါ့နော်အိမ်ကဘာအိမ်လဲတော့မသိဘူးကွာမိုက်တော့မိုက်အိမ်ကတော်တော်ခမ်းနားရပေါ့နော်တီးရဘာလဲတော့မသိဘူးတကယ်လို့စောက်လို့မပြီးသေးရတာတော့မသိဘူးကွာအဲ့ဟာပေါ့နော်ဒီအိမ်မှာဘယ်လိုဗီဒီယိုရိုက်မလဲဆိုတော့ပစ္စည်းကြီးကိုဖြည့်လိုက်ပဲပေါ့နော်ပြီးတော့ ID ဆေးလိုက်မယ်ပြီးသွားလို့ရှိရင်ဟိုဒါလုပ်မယ်ပေါ့နော်ကျမတို့ကဘာလုပ်မှာလဲဆိုတော့ CEO ဆိုရဲဗီဒီယိုရိုက်မှာဖြစ်ပါတယ်အဲ့တော့ CEO ဗီဒီယိုရိုက်မှာဆိုတော့ဘယ်လို ID တွေစောင့်မလဲဆိုတာကကြတော့ဗီဒီယိုတစ်ပုဒ်မှာတင်ပေးတော့မှာဖြစ်ပါတယ်ဒါလေးကတော့ထူးဆန်းတဲ့အင်ဂျီကိုလိုက်ပြရဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲ拜拜